ခုလက်ရှိဟင်းနဲ့မဟာမိတ်တွေဟာရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူကစလို့မကွေးတိုင်းအဓိကဝင်ပေါက်နဲ့ရေကန်ဗျူဟာဘဲခူးတိုင်းပန်နောင်းကပ္ပစ16အေယာဝတီတိုင်း9တိုင်းချောင်းအမတ344အထိစစ်မျက်နှာ9ခုကိုဗျူဟာမြောက်အင်အားလုံးအရင်းနဲ့တပြိုင်နက်ထိုးစစ်ဆင်နေပါတယ်။ထေးရဲ့ထိုးစစ်တွေဟာဘယ်ဟာကအယောင်ပြလဲဘယ်ဟာကအဓိကလဲဆိုတာမခွဲနိုင်ပါဘူးသို့တော့နဲ့ရေကန်ကတော့ဟဲတေချာပေါက်အရယူပါလိမ့်မယ်။မကွေးဝင်ပေါက်နဲ့ရေကန်ဟာဟဲအတွက်ရောစကမအတွက်ရောအရေးပါတာမို့နှစ်ဖက်စလုံးအကျိတ်အနေစစ်စင်နေရကစကမ်ဘက်ကစစ်ကူပိကူမျိုးစုံနဲ့အသက်ဆက်နေတဲ့ကြားကနေပေမပြူဟာကုန်းကိုဟေးတို့အတင်းဝင်တိုးနေပါပြီဂျော့စ်ထက်ဆင်မဲ့ရက်တွေစရေတွဲရပါမယ်စစ်ကော်မရှင်ဘက်ကကြောက်ဖြူတိုက်ပွဲမှာအကြအဆုံးများနေပြီးထိုးစစ်များရက်တက်နေရပြီးစစ်ဦးကျိုးနေတဲ့အခြေအနေပါစစ်တွေမျိုးမှာလည်းအစိုးရနဲ့စစ်ဘက်အရာရှိအကြီးပိုင်းတွေဟေးထိုးစစ်နီးလာတာနဲ့အမျှပြေးဖို့အသေးအတန်အထုတ်ပြင်နေကြပါပြီဘဲခူးတိုင်းပန်းတောင်းမြို့နယ်ကကပ္ပချ16ကိုဦးတည်တဲ့စစ်ကြောင်းတွေဟာလည်း9မိုင်အကွာအထိထိုးဖောက်လာနိုင်ခဲ့ပါပြီ။ဒါဟာလက်နက်ကြီးတကန်းလိုအကွာအဝေးပါစကမဘက်ကမီးလောင်ပုံးတွေကျဲချတဲ့အထိကိုရုံမာနေပါတယ်။ဟေးတကယ်သိမ်းမလားအချိန်ထက်ယူအောင်မလားတော့90ပါပဲ။ထူးခြားတာကအေယာဝတီစစ်မျက်နှာပါအတန်မထွက်ပဲပြင်ဆင်အားယူနေရကရုတ်တရက်တိုက်စစ်ဖွင့်လိုက်တာပါရေကြီးမြောက်ဆန်းအမြောက်တက်အမတ344ကျအဒီကိုတီလာနေပြီးကာကင်းစခန်းများတင်းယူထားနိုင်ပြီးဟောင်ဝိဇာအမြောက်ကြီးနှစ်လက်အပိုစုရထားပါတယ်။ဟေးဘက်ကအယောင်ပြထိုးစစ်တစ်ခုဖြစ်နိုင်ပေမဲ့စကမ်ဘက်ကစိတ်တပိုင်းနဲ့စီးလုံးမှုပြက်ပြားပြီးတထက်ပြေးတွေများနေပါတယ်။စစ်မျက်နှာ9ခုလုံးမှာစစ်ကော်မရှင်ဟာထိုးစစ်စွမ်းရည်အားနည်းလာကခုခံစစ်တို့သာအာယုံစိုက်နေရပါတယ်။ဟေးဟာလက်နက်ကြီးနဲ့တယုံများကိုပုံမိုထိရောက်စွာအသုံးပြုလာနိုင်တာတွေ့ရသလိုလက်ရှိထိုးစစ်တွေကိုကြည်ယုံတဲ့အင်အားဟာတိန်ကနန်းထိရှိနေနိုင်ပြီလို့မှန်းဆနိုင်ပါတယ်။ခုလက်ရှိဟင်းနဲ့မဟာမိတ်တွေဟာရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူကစလို့မကွေးတိုင်းအဓိကဝင်ပေါက်နဲ့ရေကန်ဗျူဟာဘဲခူးတိုင်းပန်နောင်းကပ္ပစ16အေယာဝတီတိုင်း9တိုင်းချောင်းအမတ344အထိစစ်မျက်နှာ9ခုကိုဗျူဟာမြောက်အင်အားလုံးအရင်းနဲ့တပြိုင်နက်ထိုးစစ်ဆင်နေပါတယ်။ထေးရဲ့ထိုးစစ်တွေဟာဘယ်ဟာကအယောင်ပြလဲဘယ်ဟာကအဓိကလဲဆိုတာမခွဲနိုင်ပါဘူးသို့တော့နဲ့ရေကန်ကတော့ဟဲတေချာပေါက်အရယူပါလိမ့်မယ်။မကွေးဝင်ပေါက်နဲ့ရေကန်ဟာဟဲအတွက်ရောစကမအတွက်ရောအရေးပါတာမို့နှစ်ဖက်စလုံးအကျိတ်အနေစစ်စင်နေရကစကမ်ဘက်ကစစ်ကူပိကူမျိုးစုံနဲ့အသက်ဆက်နေတဲ့ကြားကနေပေမပြူဟာကုန်းကိုဟေးတို့အတင်းဝင်တိုးနေပါပြီဂျော့စ်ထက်ဆင်မဲ့ရက်တွေစရေတွဲရပါမယ်စစ်ကော်မရှင်ဘက်ကကြောက်ဖြူတိုက်ပွဲမှာအကြအဆုံးများနေပြီးထိုးစစ်များရက်တက်နေရပြီးစစ်ဦးကျိုးနေတဲ့အခြေအနေပါစစ်တွေမျိုးမှာလည်းအစိုးရနဲ့စစ်ဘက်အရာရှိအကြီးပိုင်းတွေဟေးထိုးစစ်နီးလာတာနဲ့အမျှပြေးဖို့အသေးအတန်အထုတ်ပြင်နေကြပါပြီဘဲခူးတိုင်းပန်းတောင်းမြို့နယ်ကကပ္ပချ16ကိုဦးတည်တဲ့စစ်ကြောင်းတွေဟာလည်း9မိုင်အကွာအထိထိုးဖောက်လာနိုင်ခဲ့ပါပြီ။ဒါဟာလက်နက်ကြီးတကန်းလိုအကွာအဝေးပါစကမဘက်ကမီးလောင်ပုံးတွေကျဲချတဲ့အထိကိုရုံမာနေပါတယ်။ဟေးတကယ်သိမ်းမလားအချိန်ထက်ယူအောင်မလားတော့90ပါပဲ။ထူးခြားတာကအေယာဝတီစစ်မျက်နှာပါအတန်မထွက်ပဲပြင်ဆင်အားယူနေရကရုတ်တရက်တိုက်စစ်ဖွင့်လိုက်တာပါရေကြီးမြောက်ဆန်းအမြောက်တက်အမတ344ကျအဒီကိုတီလာနေပြီးကာကင်းစခန်းများတင်းယူထားနိုင်ပြီးဟောင်ဝိဇာအမြောက်ကြီးနှစ်လက်အပိုစုရထားပါတယ်။ဟေးဘက်ကအယောင်ပြထိုးစစ်တစ်ခုဖြစ်နိုင်ပေမဲ့စကမ်ဘက်ကစိတ်တပိုင်းနဲ့စီးလုံးမှုပြက်ပြားပြီးတထက်ပြေးတွေများနေပါတယ်။စစ်မျက်နှာ9ခုလုံးမှာစစ်ကော်မရှင်ဟာထိုးစစ်စွမ်းရည်အားနည်းလာကခုခံစစ်တို့သာအာယုံစိုက်နေရပါတယ်။ဟေးဟာလက်နက်ကြီးနဲ့တယုံများကိုပုံမိုထိရောက်စွာအသုံးပြုလာနိုင်တာတွေ့ရသလိုလက်ရှိထိုးစစ်တွေကိုကြည်ယုံတဲ့အင်အားဟာတိန်ကနန်းထိရှိနေနိုင်ပြီလို့မှန်းဆနိုင်ပါတယ်။